Hello အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကတော့မူတနာအောင်ပဲဖြစ်ပါတယ်ရှင်ညီမတော့ CIC OSSC program ကို2024 November intake မှာ Biomedical Science major နဲ့တက်ရောက်ခဲ့ပြီး2025 ဇွန်လမှာပြီးဆုံးခဲ့တဲ့အကြောင်းသူတယောက်ပဲဖြစ်ပါတယ်ရှင်ညီမကကနေဒါနိုင်ငံနဲ့နယူးဇီလန်နိုင်ငံကို University တွေလျှောက်ထားခဲ့တာပဲဖြစ်ပါတယ်ကနေဒါနိုင်ငံမှာဆိုရင်တော့ညီမလျှောက်ထားခဲ့တဲ့ University တွေက University of Ottawa, University of Carleton, York University နဲ့ TMU University ပဲဖြစ်ပါတယ်ရှင်နယူးဇီလန်မှာဆိုရင်တော့ Victoria University of Wellington ကိုလျှောက်ထားခဲ့ရပဲဖြစ်ပါတယ်ရှင်ညီမလျှောက်ထားခဲ့တဲ့ University တွေကနေပြီးတော့မှ offer letter တွေနဲ့ scholarship အချို့ကိုလည်းရရှိခဲ့ပါတယ်ရှင်အဲ့ဒီ University တွေအားလုံးထဲမှာညီမကတော့ကနေဒါနိုင်ငံမှာရှိတဲ့ University of Ottawa ကိုရွေးချယ်ခဲ့ပါတယ်ရှင်အခုအချိန်မှာတော့ညီမကနေဒါ student visa approve လက်ခံရရှိပြီပေါ့နော်ကနေဒါ student visa approve ဖြစ်သွားတဲ့အကြောင်းကိုအဲ့တရင်ကိုကြားချင်းမှာတော့ညီမရောညီမမေမေရောညီမသမီးသားအစုလုံးရောတော်တော်လေးဝမ်းသာပီတိဖြစ်ပြီးတော့ပျော်ရွှင်ခဲ့ရပါတယ်ဒီ biomedical science major ကိုညီမရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းကတော့ပေါ့နော်ညီမငယ်ငယ်လေးက medical line ကိုအရင်စိတ်ဝင်စားခဲ့ရလေပါတယ်ပြီးတော့ဒီ medical ကလည်းညီမအတွက်childhood dream လို့မျိုးဖြစ်နေတဲ့အခါကျတော့ညီမဝါသနာပါတဲ့အခါကျတော့ငယ်ငယ်ကတည်းကဆရာဝန်တယောက်ဖြစ်ချင်တယ်အဲ့ဒီအတွက်ကြောင့်မလို့ညီမဒီ medical field ကိုလေးလာဖို့ညီမရွေးချယ်ခဲ့ရပဲဖြစ်ပါတယ်ရှင်အဲအကြောင်းမို့လို့ညီမအနေနဲ့အကြံပေးချင်တာကတော့ဒီ dream ကိုအကောင့်ထဲပေါ်နေတဲ့အကြောင်းသူကျောင်းသားတွေ overseas ကိုကျောင်းသားတက်ဖို့အတွက်စဉ်းစားထားတဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်ခြင်းနဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ဒီ CIC ကိုလာရောက်ဆွေးနွေးနိုင်ပါတယ်လို့ညီမအကြံပြုချင်ပါတယ်။ဘာလို့လဲဆိုတော့ညီမအခုလိုအောင်မြင်လာတဲ့ညီမရဲ့ပညာရေးလမ်းကြောင်းမှာ CIC ကလည်းညီမကိုတောင်းတနေရအနေနဲ့အများကြီးအထောက်အကူပြုခဲ့တာပဲဖြစ်ပါတယ်ရှင်။